MRTV4 ပရိသတ်များရှင်ကျမတို့မြန်မာနိုင်ငံမှာတိုင်းဒေသကြီးများပြည်နယ်များအလိုက်နေရာတိုင်းမှာတော့တဘာဝလှပရှုခင်းများဖွံ့ဖြိုးတိုးတက်မှုပြည့်စုံများဖြင့်တာယာလှပလျက်ရှိနေပါတယ်။အေးမြတဲ့ရာသီဥတုရှိတဲ့ဒေသများရှိသလိုအပူပိုင်းရာသီဥတုရှိတဲ့အညာမြေဒေသဟာလည်းတမျိုးတစ်ပါးသာတာယာလှပလိုနေပါတယ်။အညာမြေနေပူပူအောက်ကထန်းတော်ကြီးများရဲ့အလှအညာမြေရဲ့အလှကိုပိုပြီးလှအောင်ပံ့ပိုးပေးနေတဲ့အေယာရီမြေမြေကမ်းနဘေးကအလှပါများမြစ်ပြင်ကိုဖျက်တိုက်လာတဲ့လေနူအေးတို့ဟာဘယ်သောအခါမှမယိုးနိုင်အောင်ဆွဲဆောင်နေရှိနေပါတယ်အညာမြေအလှတွေနဲ့ပြည့်စုံနေတဲ့မြို့လေးကိုပြပါဆိုရင်နော်အညာမြေဌာနေများတွေကမကွေးတိုင်းဒေသကြီးရှိရေနံချောင်းမြို့ဟာလည်းတမြို့အပါဝင်ပဲဖြစ်ပါတယ်ရေနံချောင်းမြို့ဟာအေယာရီမြစ်ရဲ့အရှေ့ဘက်မှာတည်ရှိပြီးတောင်မြောက်ရှည်လျားတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပထဝီဝင်အနေထားအရရေနံအထွက်အများဆုံးမြို့ဖြစ်ထင်ရှားခဲ့တဲ့မြို့လေးလည်းဖြစ်ပါတယ်ရေနံချောင်းမြို့ရဲ့ထူးခြားချက်ကတော့ဇေဒီပထိုးများစွာဟာရက်ွက်တိုင်းမှာတည်ရှိနေတာကြောင့်မြို့သူမြို့သားများဟာဘာသာရေးကိုင်းဆိုင်တဲ့သူများဖြစ်ကြောင်းကိုလည်းသိရှိနိုင်ပါတယ်ဇေဒီပထိုးများပေါ်များတာကြောင့်လည်းသာသနာတော်ထွန်းကားပြန့်ပွားလျက်ရှိနေပါတယ်ရေနံချောင်းမြို့ရင်းမှာထင်ရှားလာတဲ့စနေနံဇေဒီတော်တို့လိုရှေးဟောင်းဇေဒီပထိုးများစွာလည်းတည်ရှိလိုနေပါတယ်ဒါအပြင်ခရစ်တက္ကရာ1914ခုနှစ်ကစတင်ပြီးပရိကတ်တော်တွေကိုကြောက်တဲ့အခရာတင်ခဲ့တဲ့ပထမဦးဆုံးမြို့လည်းဖြစ်ပါတယ်ပိဋကတ်တော်ရီတည်ရှိရာအဆောက်အုံကြီးများကတော့ခန့်ညာထေဝါစာတည်ရှိပြီးပိဋကတ်တော်တွေကိုလေ့လာလို့မဆုံးမြင်တွေ့နိုင်ပါတယ်MRTV4 ပရိသတ်များရှင်ရေနံချောင်းမြို့ရဲ့မြောက်ဖက်၄မိုင်အကွာဖျားကုန်းကျွရရှိပင်းချောင်းပေး၌ပင်းဆက်ကလန်ပဇီရီတော်ဟာလည်းတမိုင်းဝင်ဇီရီတော်တစုဖြစ်ပါတယ်ရခင်ကပင်းဆက်ကြလန်ပဖျားလို့ခေါ်တင်ခဲ့တယ်လို့လည်းသိရှိခဲ့ရပါတယ်ပင်းဆက်ကလန်ပဇီရီတော်ကိုအနော်ရထာမင်းကြီးကတီထားကိုးကွယ်တော်မူခဲ့တာဖြစ်ပါတယ်နှစ်ပေါင်းရာချီခဲ့ပြီဖြစ်တဲ့ဇီရီတော်ကြီးကိုအခုအခါမှာတော့ရေရှည်တည်တံ့ဖို့အတွက်မြို့သူမြို့သားများနဲ့ဂောဘကအဖွဲ့များကတက်ကြွသောစိတ်ဓာတ်ထက်သန်သောတရားတရားအပြည့်ဖြင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သလိုဆောင်ရွက်လျက်ရှိနေကြပါတယ်ဒါအပြင်တမိုင်းဝင်ဖျားတစုဖြစ်တဲ့ကြောင်မင်းစင်ဖျားပြားကြီးတောင်ရှိစပူးအေးဇီရီတော်တို့ကိုလည်းဖူးမြော်တွေ့မြင်နိုင်ပါတယ်ရေနံချောင်းမြို့ဟာဖျားဇီရီပထိုးများပေါ်များစွာတည်ရှိနေတာကြောင့်ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒသာသနာတို့ဟာထွန်းကားပြန့်ပွားလျက်ရှိနေတာကိုလည်းသိမြင်နိုင်ပါတယ်ရေနံချောင်းမြို့သူမြို့သားတွေဟာဘာသာရေးကိုင်းဆိုင်တယ်လို့လူဒန်းပေးကမ်းရမှာလည်းမွန်မြတ်လှပါတယ်ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရာဒေသတစ်ခုဖြစ်တဲ့ရေနံချောင်းမြို့မှာတော့သာသနာတာဝန်ထမ်းဆောင်နေကြတဲ့သာသနာဝန်ထမ်းများစွာလည်းတည်ရှိနေပါတယ်သာသနာတော်အကျိုးကိုတည်ဖို့ရင်သာသနာဝန်ထမ်းတန်ဃာတော်များရဲ့ဆုံးခဲ့ပဲဘောဇင်တို့နဲ့တရင်သုံးရောင်ကျောင်းဆောင်အတွက်လိုအပ်မှုများကိုလည်းဖြည့်ဆည်းလျက်ရှိနေကြပါတယ်MRTV4 ပရိသတ်များရှင်ဗုဒ္ဓသာသနာတော်မှာသာသနာသုံးရဲ့အတွန့်ရှည်တည်တံ့စေဖို့အတွက်ပစ္စည်းလေးပါးထောက်ပံ့မှုဟာလည်းလိုအပ်လာပါတယ်ပစ္စည်းလေးပါးနဲ့စွန်းဆိုသည့်ပစ္စည်းတစ်ပါးကို
စစ်မှန်သောထေရဝါဒဗုဒ္ဓသာသနာတော်ကြီးအတွန်းရှည်တည်တံ့ထွန်းကားရေးအတွက်တစိတ်တစ်ပိုင်းအဖြစ်နှစ်ပေါင်းကြာရှည်စွာထောက်ကူပံ့ပိုးပေးခဲ့တဲ့သာသနာဟိတစတုပစ္စယရိုးမှနေ့စဉ်ဆွမ်းလောင်းအသင်းကြီးဟာလည်းရေနံချောင်းမြို့ရဲ့သမိုင်းနဲ့အတူတည်ရှိလိုနေပါတယ်ရှင်ကျောင်းမြို့ဆုံးလုံးသိန်းကြီးသာသနာဟိတစတုပစ္စယရိုးမှဆုံးလုံးသိန်းကြီးဆိုတာဘုန်းကြီးတို့ရှိပါတယ်သာသနာဟိတစတုပစ္စယရိုးမှနေ့စဉ်သံဃာတဏဆုံးလုံးသိန်းကြီးဆိုတာတမျိုးလုံးသံဃာတော်တွေကိုလောင်းလှူနေတဲ့အသင်းကြီးဖြစ်ပါတယ်ရန်ကျောင်းမြို့ဆုံးလုံးသိန်းကြီးကတော့ဘုန်းကြီးတို့နှစ်ပေါင်း100ခန့်ရှိသွားပါပြီဘုန်းကြီးအသက်30ကျော်ကလေးကနေဒီအသင်းကိုဟာလာတာဝန်ခံပြီးတော့အရအနေနဲ့အမျိုးမျိုးပေါ်လေးဘုန်းကြီးတို့ဒီနေတစ်ဝိုက်ပါအဲ့ဒီလိုပဲဘုန်းကြီးတို့ဒီသွားလာလှုပ်ရှားပြီးတော့နေခဲ့ပါတယ်အဲ့ဒီတော့ကဘုန်းကြီးတို့ဘာမှကိုမရှိပါဘူးငွေလေး9000ကနေပြီးတော့တက်လာလိုက်တာနောက်ဆုံးဘုန်းကြီးတို့ဟာလာ1900နဲ့69ခုလောက်အချိန်မှာဆိုရင်အဲ့ဒီမှာ3600ကျော်ဖြစ်သွားပြီအခုဆိုရင်1000ကျော်သွားပါပြီအဲ့ဒါဒီနေ့ထင်အောင်လဲအကျိုးဆောင်လျက်ပဲဘုန်းကြီးတို့ရှိပါသေးတယ်မင်္ဂလာပါပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါဘတို့ရဲ့ဒီသာသနာဟိတစတုပစ္စယရိုးမှနေ့စဉ်ဆွမ်းလောင်းအသင်းကြီးရပါတော့ဘယ်ချင်းနေစတင်တည်ထောင်ခဲ့တယ်ဆိုတော့သိပြစေရှင်ဦးတို့သမီးရဲ့မြန်မာတက္ကရာ1286ခုမှာတည်ထောင်ခဲ့ပါတယ်ခရစ်တက္ကရာဆိုရင်တော့1914ခုမှာတည်ထောင်ခဲ့ပါတယ်ဟုတ်ကဲ့ပါဦးတို့ရဲ့သာသနာဟိတစတုပစ္စယရိုးမှနေ့စဉ်ဆွမ်းလောင်းအသင်းကြီးဖြစ်ပေါ်လာဖို့တမိုင်းကြောင်းလေးလည်းသိပြစေရှင်ပထမတော့သမီးရဲ့ဒီဦးတို့အသင်းကိုတည်ထောင်ခဲ့တဲ့ဒီဘဘဦးရိုးဖေဟာသူ့ရဲ့ဒီတကိုယ်တော်ပေါ့လေအိမ်ရှိမှာဒီဆွမ်းလောင်းကလေးလုပ်ပြီးတော့တန်ဃာတော်တွေကိုဆွမ်းလောင်းခဲ့တယ်အဲ့ဆွမ်းလောင်းတာကိုမြင်တဲ့ဘေးရလူတွေကကြီးညိုအားကြပြီးတော့ဝိုင်းဝန်းပြီးတော့ပြီးတော့လောင်းကြတယ်အဲ့လောင်းရကနေတဖြည်းဖြည်းအစုအဖွဲ့လေးဖြစ်လာခဲ့တယ်အဲ့အစုအဖွဲ့လေးကနေမှကြာတော့ဥတို့ဒီစတုပစ္စယရိုးမအသင်းဆိုပြီးတော့ဖြစ်လာခဲ့ရပါတယ်ဟုတ်ကဲ့ပါဘတို့ရဲ့ဒီသာသနာဟိတစတုပစ္စယရိုးမဆိုတဲ့ဆွမ်းလောင်းအသင်းလေးကိုနာမည်လေးကလည်းဆန်းနေဆိုအဲ့နာမည်လေးကြောင်းလည်းရှင်းပြပေးပါဦးရှင်သာသနာဟိတဆိုတာသမီးရဲ့သာသနာရဲ့အကျိုးအတွက်ပေါ့စတုပစ္စယဆိုတာဒီဘေးဥတို့ပစ္စည်းလေးပါးရဲ့ဒါရကာကိုခံယူပြီးတော့သာသနာရဲ့အကျိုးတက်ကိုလောင်းမဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဥတို့အဲ့နာမည်ကိုမှဲ့ထားခြင်းဖြစ်ပါတယ်နောက်ပြီးတော့ရိုးမဆိုတာကတော့ဥတို့ဒီအသင်းကိုစတင်တည်ထောင်ခဲ့တဲ့သူတွေကတွင်ရိုးတင်စားတွေဖြစ်တဲ့အတွက်သူတို့ကစတင်တည်ထောင်ခဲ့တဲ့အတွက်သူတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ရိုးမဆိုတာထည့်တာပဲအဲကြောင့်မလို့ဥတို့အသင်းရဲ့နာမည်အပြည့်စုံကသာသနာဟိတစတုပစ္စယရိုးမနေ့စဉ်ဆွမ်းလောင်းအသင်းကြီးဆိုပြီးဥတို့မှဲ့ခေါ်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဦးရဲ့ဒီရင်နဲ့ကျောင်းမြို့မှာတည်ရှိနေတဲ့ဦးရဲ့နေ့စဉ်ဆွမ်းလောင်းအသင်းကြီးอ่ะပေါ့နော်ဒီမြို့လုံးကျွတ်တန်ဃာတော်တွေဆွမ်းလောင်းနေတယ်ဆိုတော့တန်ဃာတော်အပားအရေးအတွက်ဘယ်လောက်ရှိတယ်ဆိုတော့သိပြစေရှင်ဒီနေ့ဦးတို့အမှန်အခါမှကြီးတော့900လောက်ကိုရှိပါတယ်သမီးဟုတ်ကဲ့ပါဒီလိုမျိုးနေ့စဉ်ဆွမ်းလောင်းမှုအတွက်ဦးတို့အသင်းကြီးရဲ့တနေ့တောင်လှူရှားဆောင်ရွက်မှုတွေလည်းသိပြစေရှင်ဦးတို့ကဒီနေရာကတော့ဦးတို့ဆွမ်းလောင်းတဲ့နေရာပေါ့ဆွန့်ချက်တာကတော့မြို့ရဲ့တောင်ဘက်မှာဦးတို့ရေနံမြေကနေပြီးတော့သဘာဝတန်းငွေရှိတဲ့နေရာကိုဦးတို့ဆွန့်ချက်ရုံလုပ်ပါတယ်အဲ့လိုဆွန့်ချက်ချင်းအပြင်ဦးတို့ဟာထင်းအကုန်ကြတက်တာပါလောင်စာကိုချွေတာနိုင်ပါတယ်အဲ့ဒီကိုချက်ပြီးတော့တမင်းအောင်မှာဦးတို့ဆွန့်အောင်မှာဒီကိုထော်လာကြီးနဲ့တည်ပြီးတော့မနေ့4နိုင်ခွဲဦးတို့ဒီဆွမ်းလောင်းပါတယ်အဲ့ဒါပါပဲသမီးဟုတ်ကဲ့ပါရှင်ဒီလိုမျိုးမျိုးလုံးကျွတ်တန်ဃာတော်တွေကိုနေ့စဉ်ဆွမ်းလောင်းဖို့အတွက်ဦးတို့အနေနဲ့ဗန္နာငွေတွေဘယ်လိုရှာဖွေဆောင်ရွက်တယ်ဆိုတာလည်းသိပြစေရှင်ဦးတို့အနေနဲ့ဒီဗန္နာငွေရှာတဲ့နေရာမှာဦးတို့မှာဒီပွင့်ပြူမျိုးနဲ့စလင်းမျိုးနဲ့ဒီ6မျိုးနဲ့ကြောက်ပရုံးမျိုးနဲ့မှာဒီဥတို့မှာအသင်ခွဲတွေရှိအသင်တောက်တွေရှိပါတယ်အဲ့ဒီအသင်တောက်တွေကလည်းဥတို့စီကိုဒီနှစ်ဆင်ဆိုလိုပဲလာရောက်ပြီးတော့ဆန်တို့ပဲတို့လှူပါတယ်တော့ဥတို့အနေနဲ့ဒီရင်ကြောင်းတစ်မျိုးလုံးမှာဝါဆိုလာပြီးတော့9ရက်နေ့ရက်ပြီးတော့9ရက်10ရက်17ရက်12ရက်4ရက်တိုင်နဲ့မြို့ပေါ်မှာရှိတဲ့ရက်ွက်14ရက်ွက်ကိုဥတို့လှည့်ပြီးတော့အလှခံပါတယ်အဲ့ဒီရတဲ့အလှခံနာရဲ့နောက်ပြီးတော့ဒီလိုဥတို့နေ့စဉ်လိုပဲဒီမွေးနေ့တွေလာလှူတယ်နောက်အဲ့လိုပေါ့မွေးနေ့အတွက်လာလှူတာရှိတယ်ဒီဆရာတော်ကြီးတွေကလာလှူတာရှိတယ်အဲ့လိုလှူတဲ့ငွေတွေနဲ့ဥတို့အသင်းဟာဒီနေ့ဒီရည်တည်နိုင်ငံကြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီလိုမျိုးတန်ဃာတော်တွေကိုနေ့စဉ်ဆွမ်းလောင်းဖို့အတွက်ပေါ့နော်ဦးရဲ့ဒီသာသနာဟိတစတုပစ္စယရိုးမနေ့စဉ်အသင်းကြီးပေါ့ရည်ရွယ်ချက်တွေရှင်လည်းသိပြစီရှင်ဥတို့ရည်ရွယ်ချက်ကတော့သမီးရဲ့ဒီဥတို့မှာဒီပရိယတ္တိသာသနာပฏิပါတိသာသနာပฏิဝေဒသာသနာဆို300ရှိပါတယ်ဥတို့ကဒီသာသနာ300မှာဒီအဓိကပစ္စည်း၄ပါးကိုထောက်ပံ့မှာမယ်အဲထောက်ပံ့တဲ့နေရာမှာဥတို့ဆွမ်းကအဓိကအကြဆုံးဖြစ်ပါတယ်အဲဆွမ်းကအဓိကကြတဲ့အတွက်ဥတို့ကဒီနေ့စဉ်အာယုံစွန်းအတွက်ဆရာတော်တို့အတွက်ကိုစူးစမ်းပြီးတော့လောင်းလူချင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဦးတို့ရဲ့နေ့စဉ်ဆွမ်းလောင်းအသင်းကြီးမှာပေါ့နော်အသင်းသားဦးရေဘယ်နှဦးနဲ့ဖွဲ့စည်းတည်ဆောက်ထားရဲဆိုတာသိပြစေရှင်ဦးတို့မှာဒီအလုံးမှုဆောင်အဖွဲ့အနေနဲ့17ယောက်ဖွဲ့ထားပါတယ်အဲဒီ17ယောက်မှာ
ဥကဥက္ကဋ္ဌရှိနေတဲ့ဖွဲ့ပြီးတော့ဒုဥက္ကဋ္ဌ2ယောက်ရှိပါတယ်ဒုဥက္ကဋ္ဌပြီးရင်အတွင်းမှုရှိပါတယ်အတွင်းမှုမှာလည်းတွဲဘက်အတွင်းမှု2ယောက်ရှိပါတယ်ဘာနာငွေတိ1ယောက်ရှိပါတယ်နောက်တွဲဘက်ဘာနာငွေတိ2ယောက်ရှိပါတယ်နောက်စည်ရင်းစီအဖွဲ့3ယောက်ရှိပါတယ်အားလုံးပေါင်း17ယောက်အဲ့ဒီ17ယောက်မြန်မာဥရောမှာဒီဘာနာငွေအဖွဲ့ရဲ့ဒီလုပ်ငန်းအဖွဲ့ဆိုပြီးတော့နှစ်ဖွဲ့ဖွဲ့ပါသေးတယ်အဲ့ဒီအဖွဲ့ကဘာနာငွေအဖွဲ့ကဒီဘာနာငွေနဲ့ပတ်သက်တာကြည့်ကြတာကိုသူတို့တာဝန်ဆောင်ရပါတယ်လုပ်ငန်းစီအဖွဲ့ဆိုတာဥရောစွန့်တဲ့လိုအပ်တဲ့စွန့်စားတို့ဒီပဲတို့စီတို့အဲ့ဒါတွေအတွက်ကိုထိမ့်သိမ်းဆောက်ရှောက်ရတဲ့အဖွဲ့ဆိုပြီးတော့နှစ်ဖွဲ့ရှိပါတယ်သမီးရဲ့ဟုတ်ကဲ့ပါဥရိရဲ့သာသနာဟီတာစတုပစ္စည်းယူမဆိုတဲ့အသင်းကြီးပေါ့နော်96နှစ်တိုင်အောင်တည်ထောင်လာခဲ့ပြီဆိုတော့ဆက်လက်ပြီးရည်ရှိတည်တတ်မှုတွေဥရောအနေနဲ့ဘယ်လိုလုပ်ငန်းစဉ်တွေချမှတ်ဆောင်ရွက်သွားမယ်ဆိုတာသိပြစေရှင်ဥရောအနေနဲ့ဒီဥရောကဒီအသင်းတောက်တွေပေါ်ကိုမှီခိုရပါတယ်အသင်းတောက်တွေဆိုတာဥရောရင်နှောင်းမြို့တွေနဲ့မဟုတ်ပါဘူးမင်းဘူးမြို့နယ်6မြို့နယ်ဒီလို6မြို့နယ်ကြောက်ပရောမြို့နယ်မှာရှိတဲ့အသင်းတောက်တွေလည်းရှိပါတယ်ဒီကိုမြို့နယ်မှာလည်းဒီလိုဥရောအသင်းတောက်တွေကိုတိုးပြီးတော့ဖွဲ့ပြီးတော့အသင်းတောက်တွေရဲ့ဒီအထောက်ပံ့ကိုရအောင်ဥရောစူးစမ်းပါတယ်ဥရောမှာရှိတဲ့ဒီဘာနာငွေကိုလည်းဒီဆိုရဒီငွေတိုက်အနှံ့ထားပါတယ်အနှံ့ချင်းအပြင်ဥရောမှာအတိုးအရင်ရပါတယ်အဲ့ဒီအတိုးနဲ့ဥရောဒီဥရောရဒီဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့လိုရခြင်းအပြင်ဥရောအသင်းကရေရှည်မှာပို့ပြီးတော့အထောက်ပံ့ရတဲ့အတွက်ရေရှည်ဆောင်ရွက်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဥရောရဲ့သာသနာဟိတစတုပစ္စည်းယူမနေစဉ်အစောလောင်းအသင်းကြီးရဲ့ပေါ့နော်နောက်ထပ်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေရှင်လည်းသိပြစေရှင်ဥရောကအသင်းကြီးကနှစ်အပြင်96နှစ်ရှိသွားပါပြီခင်ဗျာနှစ်တရာပြည့်ဖို့တက်ကို4နှစ်ပဲလိုရတော့တယ်ဒီရာပြည့်ခန္ဓာလို့ဖို့တက်ကိုကလည်းကိုတားဆီးပြီးတော့စီမံဆောင်ရွက်ပြီးတော့စူးစမ်းပြီးတော့ဥရောအချက်လက်တွေစုဆောင်းနေပါတယ်အဲ့ဒီအတွက်ကိုဥရောစူးစမ်းနေပါတယ်ဟုတ်ကဲ့ပါအနေနဲ့ရဲရဲမှာရှိနေတဲ့လူရှင်တွေအနေနဲ့ပေါ့နော်ဥရောရဲ့သာသနာဟိတစတုပစ္စည်းယူမနေစဉ်ဆွမ်းလောင်းသိချင်းမှာလာရောက်လှူဒန်းခြင်းနဲ့ဆိုရင်ဘယ်လိုဆက်သွယ်ရမလဲဆိုတာလည်းသိပြစေရှင်ဥရောလိပ်စာဦးသိပြပါမယ်ဥရောလိပ်စာဒီသာသနာဟိတစတုပစ္စည်းဆွမ်းလောင်းအသင်းရွှေမင်းဝင်တိုက်တန်းဗိုလ်ချုပ်လမ်းမတော်ဆိုရင်ဥရောရပါတယ်ဖုန်းနံပါတ်ကတော့ဥရောဖုန်းနံပါတ်3963 113ကိုဆက်သွယ်ပြီးတော့လှူဒန်းရင်ရနိုင်ပါတယ်ဟုတ်ကဲ့ပါဥရောရဲ့သာသနာဟိတစတုပစ္စည်းယူမနေစဉ်ဆွမ်းလောင်းသင်းကြီးဟာနှစ်တရာနီးပါးကိုတိုင်လာခဲ့အောင်စူးစမ်းဆောင်ရွက်လာခဲ့တယ်ဆိုတော့နောက်ထပ်လည်းနှစ်ပေါင်းရချီစွာနဲ့သာသနာအကျိုးထမ်းဆောင်နိုင်ပါစေလို့ပြောချင်တယ်ကျေးဇူးတင်ပါတယ်ရှင်။ဒီရဲ့ဥရောကလည်းကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ဆိုတော့မလုံလောက်ပါဘူး။ဥရောကဒီတနည်းအားဖြင့်ဆွမ်းလောင်းနေဆိုတာသာသနာပြုလုပ်ငန်းကြီးကိုလုပ်နေတာပါ။အဲ့ဒီအတွက်ကိုသမီးတို့ကလာရောက်ပြီးရိုက်ကူးတင်ပြတဲ့အတွက်ဥရောအနေနဲ့တာဓုအကျဉ်းချင်းခေါ်ရတယ်ဆိုတာပြောကြလို့ပါတယ်ကွယ်။ MRTV4 ပရိသတ်များရှင်သာသနာဟိတစတုပစ္စည်းယူမှနေ့စဉ်ဆွမ်းလောင်းအသင်းကြီးမှာနေ့စဉ်အာယုံတက်ချိန်မှစလို့နနက်6နာရီထိမြို့ပေါ်ရှိတန်ဃာတော်များကိုစွန်းများလောင်းမှုလျက်ရှိပါတယ်။စွန်းဆန်တော်များကိုတော့ဝါတွင်၌ဆန်8တင်းမှ9တင်းထိလောင်းမှုပြီးဝါပ၌ဆန်6တင်းမှ9တင်းထိချက်ပြုတ်လှူဒန်းရတယ်လို့လည်းသိရပါတယ်။အာယုံတက်စွန်းလောင်းလူရမှာတော့လက်ကင်တစ်သားကောပြလောင်းလှူခဲ့တာကိုအစွဲပြုလို့ဂေါ်စုံလို့လည်းခေါ်စမှတ်ပြုခဲ့ကြပါတယ်။တစ်နှစ်မှာရက်ပေါင်း365ရက်ရှိရာရက်ပေါင်း180ခန်းကိုတော့အလူရှင်များကလောင်းလှူခဲ့ကြပြီးကြံရက်များကိုတော့အသင်းကြီးကလောင်းလှူခဲ့တယ်လို့လည်းသိခဲ့ရပါတယ်။သာသနာအသက်စွန့်တက်ခွဲဆိုတဲ့ဆိုရိုးနဲ့အညီဗုဒ္ဓသာသနာတော်ကြီးအတွန်းရှည်ကြတည်တံ့စေဖို့အတွက်သာသနာတာဝန်ကိုကြည်ပြွန်စွာဆောင်ရွက်လျက်ရှိတော်မူကြတဲ့တန်ဃာတော်များအတွက်အာဟာရပြည့်စုံစည်ရင်ရည်တန်လျက်ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။